အားလုံးပဲမင်္ဂလာပါရွှေရောင်မိုဘိုင်းနည်းပညာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကိုယ့်ရဲ့ဖုန်းထဲမှာလက်ရှိအသုံးပြုနေတဲ့ Gmail account ရဲ့ password ကိုမမှတ်မိတော့ဘဲနဲ့ကျွန်တော်တို့ password အသစ်ချိန်လို့ရတဲ့နည်းလေးကိုမျှဝေပေးချင်ပါတယ် let's go okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဒီကိုကဲဆိုတဲ့ဟာလေးတွေကိုဝင်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ကကျွန်တော် logo ပုံလေးနဲ့နေရာကိုတစ်ချက်ဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ကဒီမှာ manage your Google account ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ okay ခဏဆောင်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ Google password ဆိုတဲ့နေရာမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါOkay ဒီနေရာကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာ password အသစ်ရိုက်ပြီးတော့ချိန်လို့ရမှာဖြစ်ပါတယ်ဒီအပေါ်ကနေရာမှာတော့ကျွန်တော်တို့ password ကိုအသစ်ရိုက်မယ်ပြီးရင်အောက်ကလည်း password ကျွန်တော်တို့အတူတူရိုက်လိုက်မယ်ဒီအပေါ်နဲ့အောက်နဲ့အတူပေါ့နော်ကျွန်တော်တို့ password ၈လုံးရိုက်မယ်ပြီးလို့ရှိရင်ဒီအောက်ကကျွန်တော်တို့ change password ဆိုတာကိုနှိပ်ပြီးတော့လွယ်လွယ်တကူချိန်လို့ရပါပြီOkay အားလုံးအဆင်ပြေကြပါစေ